ဒီနေ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဝါလကျွတ်တော့ဘုရားစီသွားခွင့်ပန်တယ်အရှင်ဘုရားတဲ့ဝါလကျွတ်ပြီးတပည့်တော်ခရီးဒေသစာရီကြွသွားကြပါတယ်ခွင့်ပြုတော်မူပါလို့ဘုရားစီလာပြီးတော့ခွင့်တောင်းပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကျောင်းတော်ကထွက်သွားတာသူ့နောက်ပါတပည့်တွေနဲ့ထွက်သွားပြီဆိုတဲ့အခါမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုသွားတိုင်တယ်ရှင်သာရိပုတ္တရာဘုရားတဲ့တပည့်တော်ကိုတိုက်ခိုက်ပြီးတော့နော်သူ့ကိုတိုက်မိသွားတော့ပေါ့လေမတော်တဆသူ့ခြေထောက်နဲ့ခတ်မိတယ်လို့ဘာလို့ပေါ့ဒီလိုတစ်ခုခုပေါ့ရှင်သာရိပုတ္တရာကသူ့ကိုခြေထောက်နဲ့ခတ်မိသွားပြီးတပည့်တော်ကိုမတောင်းပန်ပဲနဲ့အခုခရီးထွက်သွားတယ်ဗမာလိုချက်ပြောရမယ်ဆိုဒီကိုယ်တော်မာနကြီးတယ်ငါတပည့်ကြီးဆိုပြီးတော့မင်းကိုငါကူးမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့တပည့်တော်ကိုစော်ကားမော်ကားလှုပ်သွားပါတယ်လို့ဘုရားသွားတိုင်တာကိုယ်တော်ကပြဿနာဆိုတာလည်းရှိတတ်တယ်နော်အမှန်တော့မတော်တဆလေးတရက်သွားတာဖြစ်ပါလိမ့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့နားလေးကဖြတ်သွားတဲ့အခါကျတော့မတော်တဆသင်္ကန်းစာကလေးကတိုက်ပြီးတာဖြစ်ပါလိမ့်အဲ့ဒါလို့တိုက်ပြီးသွားတာကိုရေးကြီးခွင်ကျယ်လှုပ်ပြီးတော့သူ့ကိုမတောင်းပန်ပဲသွားရကောင်းလားဆိုဘုရားသွားတိုင်ဘုရားသွားတိုင်တော့မြတ်စွာဘုရားရဲ့ထုံတန်းစင်လာဘယ်တော့ပဲဖြစ်ဖြစ်ကာယကံရှင်ကိုခေါ်မေးပြီးမှလှုပ်လို့ရှိတယ်ဘယ်တော့မှငါဘုရားပဲငါသိတယ်အမှန်ကန်ဆိုဘယ်တော့မှမဆုံးဖြတ်ဘူးဘုရားဒါလည်းအမတန်မှတ်သားစင်တာနော်ကာယကံရှင်ခေါ်မေးမယ်အေးကောင်းပြီဆိုပြီးတော့ယဟန်တစ်ပါးကိုလွှတ်လိုက်တယ်သာရိပုတ္တရာကိုလိုက်ခေါ်စမ်းဆိုတော့ဟိုကဒေသစာကြီးကြွတော့ပြင်မဲ့ထွက်သွားပြီကိုတော်လေးတစ်ပါးတုတ်နောက်ကလိုက်ပြီးတော့အရှင်ဘုရားဘုရားကရှင်ဘုရားကိုခေါ်နေတယ်ပြန်ကြွပါအောင်အဲ့မှာရှင်သာရိပုတ္တရာမထေရမြတ်ပြန်ရောက်တယ်ဘုရားရှိပြန်ရောက်လာတဲ့အခါမှာရှင်မောက္ကလန်တို့ရှင်အနန္ဒာတို့ကလည်းဟာအကြောင်းကိစ္စတော့ရှိပြီပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုဆွဆွဲမှုတွေဖြစ်နေအဲ့တော့တို့တွေဘယ်လိုပြဿနာလဲဆိုတာကိုရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဒီပြဿနာကိုဖြေရှင်းကင်တွယ်ပုံကိုတို့နားထောင်ကြရအောင်ဆိုပြီးတော့ယဟန်တော်တွေကိုအကုန်လိုက်ခေါ်တယ်ကျောင်းတရားကိုတော်တို့ထွက်ကြရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကမေးတဲ့အခါမှာရဲတင်းမှန်မှန်ကန်ကန်လျှောက်ထားတဲ့စကားတွေကြားကြရအောင်နားထောင်ကြရအောင်ကိုတော်တို့ထွက်ကြဆိုတကြောင်းလုံးကိုတော်တွေအဲ့ဒီမှာစုမိသွားတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ဘုရားရှိရောက်ရှိခိုးဝါချထိုင်းနေတဲ့အချိန်မြတ်စွာဘုရားကမေးတယ်သာရိပုတ္တရာတဲ့တရင်သုံးမော်ယဟန်တစ်ပါးကတင့်ကိုဆွဆွဲပြီးတော့ပြောနေတယ်သူ့ကိုတိုက်ခိုက်သွားပြီးတော့မတောင်းပန်ပဲနဲ့ဒေသစာရီထွက်သွားတယ်လို့ဆွဲချက်တင်ထားနေတယ်လာပြီးတော့တိုင်တန်းနေတယ်မြတ်စွာဘုရားကဟုတ်သလားလို့ရှင်သာရိပုတ္တရာအဲ့ဒါဟုတ်သလားလို့မေးလိုက်တော့ရှင်သာရိပုတ္တရာမထေရမြတ်ကပြန်လျှောက်တာရှင်ဘုရားတဲ့ကာယကတတတိလို့ဆိုတဲ့ကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိကွာနေတဲ့ပုဂ္ဂိုလ်မျိုးသားအဲ့ဒါလို့ဖြစ်မှာပါတဲ့တပည့်တော်ရဲ့ခန္ဓာကိုယ်မှာအမြဲတမ်းတတိကပ်နေတာဖြစ်တဲ့အတွက်ကြောင့်တရင်သုံးဖို့ပုဂ္ဂိုလ်တူကိုတိုက်ခိုက်ပြီးတော့မတောင်းပန်ပဲနဲ့သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူးဆိုလိုတာသူမဟုတ်ပါဘူးပေါ့နော်ပြောပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့ရဲ့စိတ်ဓာတ်တွေကိုဘယ်လိုပြောလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်ဟာပထဝီသမစိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်နဲ့နေပါတယ်တပည့်တော်ရဲ့စိတ်ထားဟာမြေကြီးနဲ့အလားတရံတူပါမြေကြီးပေါ်ကိုလူတွေကယွန်စရာတွေလဲချကြတာယွန်စရာတွေလဲတင်ကြတာနော်မြေကြီးပေါ်ကိုကျင်ကြီးစွန့်နေကျင်ငယ်စွန့်နေအမျိုးစုံလုံးကြတယ်တူးကြတယ်ဆွာကြတယ်မြေကြီးဆိုလို့ရှိရင်ဘယ်သူမှဂရုမစိုက်ဘူးအညစ်အကြေးမှန်သမျှမြေကြီးပေါ်ပုံတယ်ဘယ်လိုလှုပ်မြေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ပြီးတော့တုံ့ပြန်တာများရှိလားတပည့်တော်ရဲ့စိတ်ထားဟာလည်းပဲအဲ့လိုသူများပေါ်မှာကိုယ်ပေါ်မှာစော်ကားသည်ဖြစ်စေမစော်ကားသည်ဖြစ်စေတုံ့ပြန်မှုမရှိပါဘူးဗျာတဲ့ပထဝီသမစိတ်ဓာတ်အမတန်မှရန်ကင်းပြီးတော့တည်ငြိမ်တဲ့စိတ်ဓာတ်တပည့်တော်ထားပါတယ်ဒီဥပမာနဲ့တခါဟောဆက်ပြီးတော့လျှောက်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကအချက်9ချက်နဲ့ဆက်ပြီးတော့လျှောက်
တပည့်တော်ရဲ့စိတ်ဓာတ်ဟာအာဘောသမရေနဲ့အလားတူတဲ့စိတ်ဓာတ်မျိုးတပည့်တော်မွေးပါတယ်တဲ့ရေဆိုတာဟာကောင်းတာကိုလည်းစေကြောဖျားပန်းအိုးတို့နော်ဖျားပန်းတင်တဲ့ဖန်ခွက်တို့ကောင်းတာလေးတွေဆေးတာလည်းပဲရေနဲ့ပဲဆေးတာဟိုတွိုင်းလက်ထဲဝင်ပြီးတော့မကောင်းတာဆေးတာလည်းရေနဲ့ပဲဆေးတာကောင်းတာနဲ့ဆေးလဲရေပဲမကောင်းတာဆေးလဲရေပဲသို့တော့ရေကကောင်းတာလေးဆေးတော့ကတော့တပြုံမျိုးမကောင်းတာဆေးတဲ့အခါကျတော့မဲ့သွားသလားလို့ဆိုမမဲ့ပါဘူးရေဟာကောင်းတာဆိုးတာနဲ့ကြုံတွေ့ပြီမဲ့လို့အပြောင်းအလဲမရှိသလိုတပည့်တော်ရဲ့စိတ်ဓာတ်ဟာကိုယ့်ပေါ်မှာစော်ကားသည်ဖြစ်စေချီးမွမ်းသည်ဖြစ်စေပြောင်းလဲမှုမရှိပါဘူးတဲ့အဲ့ဒီအာဘောသမစိတ်ဓာတ်နဲ့တပည့်တော်ဟာကျင့်သုံးနေထိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့သတင်းသုံးဖို့တယောက်ကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့ထွက်သွားတယ်ဆိုတော့မဖြစ်နိုင်ပါဘူးမဟုတ်ပါဘူးလို့ရှောက်နောက်တပည့်တော်ရဲ့စိတ်ဓာတ်ဟာတေဇောသမမီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ပါတဲ့မီးနဲ့အလားတရံတူတာဆိုတာမီးဟာကောင်းတာလဲလောင်တာပဲမကောင်းတာလဲလောင်တာပဲမီးတဲ့ကိုယွန်စရာထည့်လို့မီးဟာဟေးယွန်စရာကြီးငါမလောင်ဘူးလို့ပြောပါမလားပန်းကလေးထည့်လို့လောင်ပန်းလေးကတော့လှတယ်ဆိုပြီးတော့မီးကလောင်ပေမဲ့မစင်ထက်တဲ့အခါကျတော့ယွန်စရာကြီးဆိုမလောင်မဲနေပါမလားအေးကောင်းတာလဲလောင်တယ်မကောင်းတာလဲလောင်တယ်ယွန်စရာလဲလောင်တယ်ယွန်စရာမဟုတ်တာလဲလောင်တယ်ပြီးမှခွဲခြားဆက်ဆံတာမရှိဘူးတဲ့အဲ့ဒါလိုပဲတပည့်တော်ရဲ့စိတ်ဟာတေဇောသမမိများလိုပဲခွဲခြားဆက်ဆံမှုမရှိပါဘူးလို့ဒီလိုရှောက်တယ်နောက်တပည့်တော်စိတ်ဟာဝါယောသမလေနဲ့အလားတရတူပါတယ်တဲ့လေဆိုတာကောင်းတာကိုလေဝိကြိုင်တဲ့အနံလေးကိုလေတိုက်သွားတာပဲဟိုးနန်းစော်တဲ့အပုပ်နံကြီးတွေရောတိုက်မလာဘူးလားဝိကြိုင်တဲ့အနံကလေးတိုက်တယ်လို့ပဲနန်းစော်တဲ့ခွေးစိပုံနံအနံမျိုးတွေလည်းပဲတိုက်လာတာပဲငပိပုတ်အနံလည်းတိုက်လာတာပဲဒွင်းသီးအနံလည်းတိုက်လာတာပဲဟုတ်ကဲ့လားဒါကြီးကတော့နံလို့ဆိုပြီးတော့သူချမ်းမထားခဲ့ဘူးပေါ့အဲ့ဒါလိုပဲတပည့်တော်စိတ်ဓာတ်ဟာကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်တုံလုံးမှုပြောင်းလဲမှုမရှိတဲ့ဝါယောသမစိတ်ဓာတ်မျိုးဖြစ်ပါတယ်ဗျာအဲ့ဒီလိုနေကျင့်သုံးနေထိုင်တာပါလို့ရှောက်တယ်အေးတန်ဃာတွေကလည်းတိတ်ပြီးတော့နားထောင်ရှင်သာရိပုတ္တရာမထေရသူ့ကိုယ်သူနှိမ့်ချပြီးတော့ရှောက်နေတာနော်သတင်းသုံးဖို့တူကိုစော်ကားဖို့ဆိုတာမဖြစ်နိုင်သူ့စိတ်ဟာအဲ့လောက်ထိအောင်စိတ်ထားမြင့်မြတ်တယ်ဆိုတာကိုရှောက်တယ်နောက်တစ်ခုကျတော့ဘာရှောက်တုံးဆိုတပည့်တော်ရဲ့စိတ်ဟာဘာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်ခြေသုပ်ပစိုးနဲ့အလားတရံတူပါတယ်ဗျာခြေသုပ်ဘဝခြေသုပ်ဘဝဆိုတာကောင်းတာဘယ်သူသုပ်မလဲခြေတော့မှပေးလာတဲ့အရာတွေမှသမျှခြေသုပ်ဘဝနဲ့သုပ်ကြတယ်မဟုတ်လားညနေသုပ်ဘဝပြောတာမဟုတ်ဘူးခြေသုပ်ဘဝနော်ကဲတကယ်ကိုဖျားပြီးလို့ရှိရင်ပညာဉာဏ်အထက်မြတ်ဆုံးပုဂ္ဂိုလ်ကသူ့ကိုယ်သူခြေသုပ်ပစိုးလောက်ပဲစိတ်ဓာတ်ဟာအဲ့လောက်ထိအောင်နှိမ့်ချထားတယ်ဆိုတော့အဲ့ဒီလိုနှိုင်းရှင်ပြီးတော့ပြောတဲ့အခါမှာပုရုဇဉ်ယဟန်တွေကမျက်ရည်ပေါက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 ်ချကြတယ်ရှင်သာရိပုတ္တရာဒီလောက်ဂုဏ်ကြီးတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုယ်သူခြေသုပ်ပစိုးလို့ဆိုတော့မာမနတရားဘလောက်နှိမ့်ချတယ်ဟုတ်လားတာမန်ပုဂ္ဂိုလ်တွေကအဲ့ဒီလောက်ထိအောင်မနှိမ့်နိုင်ဘူးနော်ငါဆိုတဲ့မာနဒီတာမန်ပုဂ္ဂိုလ်မပြောနဲ့တရောင်းစားကတော့အဲ့လောက်မနှိမ့်ဘူးနှိမ့်ရလားနှိမ့်ပါဘူးတရောင်းစားခေါ်ပြီးတော့အလုပ်လုပ်ခိုင်းမလုပ်ဘူးငါတရောင်းစားမင်းပေးတဲ့ငွေလေးလောက်တော့ခယူးမဆိုင်ဘူးဟုတ်လားတရောင်းစားလားတောင်းမစားနဲ့ဒီနာတပြည့်စီးတွေလှဲပြီးလို့ရှင်ငါပတ်စံ50ပေးမယ်ဆိုအိုးမလုပ်ဘူးတရောင်းစားရဲ့မာနဒီ90လောက်များအရေးမကြီးဘူးအရေးမပါမင်းပေးမဲ့ငွေ90ခယူးမဆိုင်တောင်းလိုက်ရင်ဒီတဲ့ရဟုတ်ကဲ့လားအဲ့တော့ရှင်သာရိပုတ္တရာမထေရသူ့စိတ်ကိုသူနှိမ့်ချလိုက်တာရဇောဟရဏမြူမုံတွေကိုတုတ်လင်းရတယ်အညစ်အကြေးတွေကိုတုတ်ပစ်တယ်ခြေတုပ်ပစိုးခဲ့သူသူ့စိတ်ထဲမှာဒီလိုပဲထားပါလေတဲ့ဘယ်သူ့ပေါ်မှာမောက်မောက်မာမာမဆက်ဆံပါဘူး